ဆိုတော့ကျွန်တော်ဒီ video ထဲမှာကျွန်တော် messenger မှာလာမေးကြရပါတော့ဒီ UK မှာ part time အခြေအနေဘယ်လိုရှိလဲတော့ part time တော့ရှားရတာလွယ်လားလို့ပါတော့အဲ့လိုမျိုးပုံနဲ့ပတ်သက်ပြီးတော့ဒီမှာကျွန်တော်တကယ်ကြီးအခုလုံနေတယ်သူလည်းကျွန်တော်တစ်ချက်လို့အမေးဖြေပုံစံမျိုးနေတယ်လို့ပါပေါ့နော်ဆိုတော့အဲ့လိုနေဟာအဲ့လိုခေါ်မလဲအလုပ်ဆက်အဆုံးချင်းရှောက်တဲ့ကနေပြီးတော့နေအခုဒီပေါ့အဲ့လိုအလုပ်ရှောက်တော့ဘယ်လိုမျိုးလဲလွယ်လာနေရဲ့ပေါ့အလုပ်လျှောက်တော့နေဆက်ဆုံးအလုပ်လျှောက်တော့အလုပ်လျှောက်တာလွယ်လားဆိုတော့လွယ်တယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ခက်တယ်လို့လည်းမဟုတ်ဘူးအဲ့တော့ UK မလာခင်တော့ဆိုသူများပြောနေကြတယ်အလုပ်ကပထမဆုံးတစ်လအတွင်းရမယ်မဟုတ်လို့ရှိရင်3လအတွင်းရမယ်ဆိုတာတကယ်လဲ3လအတွင်းမှာရပါတယ် UK ရောက်တော့ပထမဆုံးတစ်လငါတို့ဘာအလုံးမှမလျှောက်ဘူးလေဒီတိုင်းနေရကွာတည်ရမလားနေရစားအဲ့လိုကနေနေပဲဒုရလာမှာအလုပ်စားလျှောက်တယ်စားလျှောက်တော့ရပါပါတယ်3လအတွင်းမှာအလုပ်ရပါတယ်လျှောက်တာလွယ်လားဆိုတော့လွယ်တော့မလွယ်ဘူးအလုပ်လျှောက်လို့ရှိရင်အဲ့လို online website တွေကနေလိုက်လျှောက်တာအလုပ်အဲ့လိုအခုပေါင်း50ကျော်လောက်လျှောက်လိုက်ရတယ်50ကျော်လောက်လျှောက်ပြီးတော့မှတစ်ခုလောက် interview တစ်ခုလောက်ရတယ်တစ်ခုလောက် interview ရတယ်ဒီကျင်တော့ပထမဆုံး interview က interview ရတယ်ကွာရပြီးတော့ trial shift ဆင်းပြီးတော့ဘာမှအကြောင်းကိုစကန်လိုက်ရအဲ့နဲ့ဒုတိယတစ်ခု interview ထပ်ရတယ် interview ထပ်ရ trial shift ဆင်းရတယ်ပြီးတော့ဒုတိယတစ်ခုအလုပ်ရပါတယ်သူတို့ပြောတာလိုပဲ3လပထမဆုံး3လအတွင်းမှာအလုပ်ရပါတယ်အေးပေါ့ပြောရရင်ငါဆိုလို့ရှိရင်လည်းအဲ့လိုပဲ English မှာသိမလားဒါပေမဲ့ငါတို့ကောင်းတာတစ်ခုကငါတို့ကအပြင်မှာလိုက်ပြီးတော့အဲ့လို CV လိုက်မွေးတခြားလူတွေကအဲ့လိုကျွန်တော်တို့တကယ်ချင်းတွေမှာလည်းရှိပြလို့တခြားလူတွေကကျတော့အပြင်မှာအဲ့လို sign နေမှာ CV ကို print ထုတ်ပြီး CV လိုက်ဝေးသူတို့ဆိုရင်လက်ပတ်တယ်ရလားဆိုမရအဲ့လိုသူများရေကျွန်တော်တို့ကပြောရရင်အဲ့လိုဒီကျွန်တော်တို့တည်တဲ့အတီးတွေထဲမှာကျွန်တော်တို့နှစ်ယောက်ကရှေ့စင်းနောက်စင်းပဲကျွန်တော်ပြီးရင်သူ့ပဲပေါ့နော်အဲ့လိုစောရတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့အဲ့လိုအပြင်မှာလည်းလိုက်မလျှောက်ပဲနဲ့ online ကနေပဲရပါဒါပေမဲ့အဲ့လိုပေါ့ခုနကနေပြောသလိုပဲအဲ့လိုငါဆိုလို့ရှိရင်လည်း Indeed မှာဆိုလို့ရှိရင်အလုပ်တွေအဲ့လိုလျှောက်လို့ CV လိုက်တင်တာ Indeed တစ်ခုတည်းကိုပဲငါဆိုရင်ဟိုရှိရယ် application 80လောက်ရှိရ80အဲ့ဒါမှတခြား website တွေမပါသေးဘူးအဲ့လိုမျိုးပေါ့ဆိုတော့အရင်တော့လည်းမခက်ဘူးအရင်လည်းမလွယ်ဘူးပြီးတော့အဲ့လိုဟာနင်းအခုအလုတ်ကရပါပြီဟိုဆိုတော့ရပါပြီဆိုတော့အဲ့မှာအလုတ်မှာနင်းဘယ်လိုမျိုးလဲအဲ့လိုနင်းဆိုလို့ရှိရင် waitress အဲ့ဆိုတော့နင်းဘယ်လောက်ရလဲပြီးတော့နင်းအဲ့လိုကျောင်းစီလိုအိမ်စီပေါ့နော်ကျောင်းစီတော့မကမိပါဘူးငါလည်းသိပါဒါပေမဲ့အဲ့လိုအိမ်စီလေးတွေတော့ကာမိလားဘယ်လောက်ရလဲပြီးတော့အဲ့လိုနင်းအလုတ်မှာဘယ်လိုမျိုးအဲ့လိုပြဿနာလေးပေါ့အဲ့လို language barrier တော့ဒီမှာ culture shock အဲ့လိုမျိုးပေါ့ဘယ်လိုမျိုးအမှားလေးလွဲလေးရောဆက်ဆိုရင်နေလဲမြန်မာနိုင်ငံမှာနေအလုံးမလုပ်ခဲ့ဘူးဟာငါလည်းအလုံးမလုပ်ခဲ့ဒီအမှန်အေးစင်းနေလာတဲ့လူတွေဆိုတော့ဒီမှာအလုပ်လုပ်ရမယ်ဆိုဘယ်လိုမျိုးဘာရှိလဲဒီမှာပထမဆုံးအလုံးမလုပ်ခင်ကတော့အလုပ်ထဲရအောင်တော့အားလုံးအဆင်ပြေသွားမယ်ထင်ခဲ့ရဒါပေမဲ့တကယ်လဲလုပ်ရအောင်စောက်တယ်လေရမယ်အလုတ်ကရတဲ့ပတ်စံနဲ့ကာမိတာဆိုအင်္ဂါကတော့ကာမိရယ်ကျောင်းသားကတော့မကာမိဘူးအင်္ဂါကကာမိရတော့အဲ့လိုပြောရမယ်90ပေးရတော့ကာမိရဟာငါဆိုအခု90ပေးရတယ်ပေးရတော့တစ်လောက်ပေါင်900တောင်ဝန်းကျင်လောက်ရှာနိုင်တယ်ဆိုတော့အင်္ဂါကကာမိရယ်အင်္ဂါကကာမိရအပြင်ကိုကချွေတာနာရင်ပေါင်200လောက်တော့တစ်လောက်စုပြင်မယ်ထင်တယ်ဒါတော့အရင်ချွေတာမှရမှာပါကိုစားတာတောက်တာလေးပါလေငါတို့ဆိုရင်မြန်မာနိုင်ငံလိုတော့မစားနိုင်ဘူးမြန်မာနိုင်ငံလိုတော့သုံးလို့လည်းအဆင်မပြေဘူးရောအိမ်လာကကျတော့ငါတို့ကျတော့900 600ဝန်းကျင်လေတစ်လောက်ဆိုတော့ဒါပေမဲ့ငါတို့ရှာနိုင်တာအဲ့လိုပေါ့1000လောက်ဆိုရင်တော့သူ့ကသူမစိုးဘူးလေတဲ့မှာ1000လောက်ရှာနိုင်တယ်ဆိုတော့900လောက်ဆိုတော့စားစီးပါညာပြန်ထုတ်လိုက်ရင်တော့အဲ့ပေါ့စုတော့စုမိပါဒါပဲလို့ဒါတော့သူများတွေကအဲ့လိုအလုပ်ကို90အပြည့်မြတ်လို့ရှိရဟာသူတို့တွေဆိုလို့ရှိရင်လို့အလုံး2ခုလောက်ငါတကယ်ချင်းထဲမှာဆိုလို့ရှိရင်အလုပ်တစ်ခုပဲနဲ့မကားဘူးအလုံး2ခုလောက်လုံးမှတခုကအဲ့လိုငါတို့ online နဲ့လောက်တာရှိရယ်နောက်တစ်ခုက cash နဲ့လောက်တာရှိရယ်အေးပေါ့ဆိုတော့အဲ့လိုခုနက language နေဘာတွေလွယ်လေးလွယ်ရပါရဲ့အလွယ်ရပါလဲဆိုတော့ပထမဆုံးအဲ့လိုအစတော့အဲ့လို waitress ကလွယ်မယ်ထင်ခဲ့မိတာဟာဒါပေမဲ့လွယ်လားဆိုတော့စလောက်ရတဲ့နေ့မှာအဲ့လိုပြောရမလဲအဲ့လိုစားလုပ်တဲ့နေ့မှာကွာအရန်ခတ်တယ်ကွာတိလားဟိုမလွယ် waitress တိုင်းလည်းအလုပ်တိုင်းလည်းမလွယ်ဘူးကွာခက်တာတော့တော်တော်ခက်တယ်အဲ့လို language barrier တွေလည်းရှိမယ်ပြီးရင်အဓိကသူတို့နိုင်ငံကလူတွေကကျတော့အဲ့လိုငါတို့ကပတ်စံပေးထားတာငါတို့အကောင့်ဆုံး serve လုပ်မှာနေလို့တာဝန်ဆိုတဲ့အတိုင်းပဲအဲ့လိုကိုကသွားပြီး serve လုပ်တယ်ကို serve လုပ်တာမကြရင်အဲ့လို
နောက်တစ်ယောက်လှုပ်လိုက်တော့ပါအဲ့လိုပြောရလဲခံခဲ့ရဘူးလေဟာသိရမလားအဲ့လိုဆိုရင်တော့ဒါပေမဲ့ကြောက်တော့မကြောက်ပါဒီလိုရောက်မှအားလုံးအဆင်ပြေပါမှာပထမဆုံးဘယ်သူမှတော့ကိုယ်နိုင်ငံမှာအလုပ်လုပ်ခဲ့ရတဲ့သူလူတွေမဟုတ်ရင်လေ ဒီရောက်မှအကုန်လုံးကစပြီးတော့လုပ်ရတဲ့သူတွေဆိုအားလုံးအဆင်ပြေပါမှာပါအဲ့လိုခုနကနေဟိုပြောသလိုဆိုလို့ရှိရင်ဘယ်လိုဗာလဲဘယ်လိုပြောရမလဲအဲ့လိုတစ်မန်းကြီးရေကွာနင်းကိုအဲ့လိုဟို waitress ဆိုတာနင်း tip တွေပါရအောင်ပေါ့အဲ့လို tip တွေပါတွေတို့တင်မလားနင်းဘယ်လောက် estimate ဟိုအခုဆိုရင်ငါတို့ဆိုတစ်လလောက်ရှိပြီနော်ငါတို့နှစ်ယောက်ဆိုရင်တစ်လနီးပါးလောက်ရှိပြီအလုပ်လုပ်တာနေပြီးငါပြောမယ်အဲ့လိုဘယ်လိုလဲအခြေအနေတို့ waitress အဲ့လို waitress ကအခုကတော့အဲ့လို22နှစ်နဲ့အထက်ဆိုလို့ရှိရင်အခု policy ပြောင်းဒီ April မှာ site policy ပြောင်းပါစနစ်သမားနှစ်တက်ကနေစပြီးတော့ရတယ်ငါအခုစနစ်ပေါင်းနှစ်တက်ကနေရတယ်ဆိုတော့အဲ့ဒီအတိုင်း90အပြည့်လောက်သွားတယ်လို့တစ်လကိုပေါင်1000လောက်ကတော့ရှာနိုင်တယ်ပြီးတော့သူက every Monday တိုင်းမှာလာစားပြီးရယ် tip လေးပြီးရယ် tip ကကြအဲ့လိုအကုန်လုံးပြန်ခွဲရတာကွာဆိုတော့ tip ကတစ်ပတ်ကိုပြန်မြအနည်းဆုံးတော့10ပေါင်လောက်ရတယ်တချို့လုပ်တွေ10ပေါင်ရရှင်ဒါပေမဲ့တကယ်ချင်းတယောက်ကွာ तू ကအဲ့လိုကာစီနိုမှာလုပ်တာကာစီနိုရဲ့ restaurant တော်ပြီးခွန်တာအစီမှာလုပ်တာ तू တစ်လကို tip 200ကျော်လောက်ရတယ်လို့ပြောတယ်tip 200ကျော်လောက်ရတယ်ဆိုတော့အလုပ်ကောင်းအဓိကတော့အလုပ်ကောင်းရှာနိုင်လို့ပါပဲဟုတ်ဒါလည်းပြောရင်ကံပေါ့နေအဲ့ဆိုအခုနေအခုအဲ့အလုပ်ကိုစတောက်စုံကြီးရဲ့ရှောက်တုံးကအဲ့လိုရမယ်လို့ထင်ခဲ့လားအဲ့လိုဘယ်လိုပြောရမလဲအဲ့လိုဒီအိမ်မဲ့ဟာလို့ application ခေါ်နေတာတွေ့လို့ပဲတင်လိုက်တာလားဒါမှမဟုတ်ရင်အဲ့ sign နဲ့ပတ်သက်ပြီးတော့တည်တည်ရှာလို့ research တွေပါလုပ်တယ်တည်တည်ရှာလုံးဝအဲ့လို inter အဲ့လိုဟာတင်မှာ design ကဘာတွေလုပ်တာလဲ design ကဘာတွေရောင်းနေရလဲဆိုတဲ့ဟာမျိုးကိုနင်မလျှောက်ခင်တဲ့ဟိုဟာလုပ်အဲ့လိုတည်တာလားဒါမှမဟုတ်ရင်အော်မေးလေးဝင်လာပြီးတော့ဟာငါအောင် interview ပါသွားပြီဆိုပြီးတော့မှဟို sign ကိုကိုကဲမဲ့ဘာရှာပြီးတော့တည်တာလားအလောက်ကစလျှောက်တုံးကဘာအလုံးမှလည်းမသိဘူးဒီတိုင်း waitress ဆိုလို့လျှောက်လိုက်တာသိရတဲ့အတိုင်းပဲလေဒီကအကုန်လုံးအဲ့လိုတွေ့တဲ့အလုပ်တွေအင်တီမှာတွေ့တဲ့အလုပ်တွေအကုန်လုံးတန်းစီလျှောက်နေတာဘာအလုံးမှလည်းမသိဘူးပြီးတော့အဲ့နဲ့ငါ့ကိုပြီးတော့ဟာ message ကနေစာဝင်လာတယ်ဆိုတော့ဘယ်ရပါတဲ့ဆိုတော့မဟုတ်ပထမဆုံးဟိုinterview လေးလုပ်ရှင်လို့ပါလို့ပြောတာအဲ့နဲ့ interview ဆိုတော့ okay လုပ်လို့ရတယ်ပေါ့ဘယ်နေ့အားလဲဆိုပြီးပြောလိုက်တယ်ဘယ်နေ့လာနိုင်လဲဆိုအဲ့တော့စနေနေ့လေ12နာရီလာနိုင်တယ်လို့ပြောလိုက်တယ်ပြောပြီးတော့မှဘယ်မှန်းလဲမသိဘူးဘာလုံးမှန်းလဲမသိဘူးဆိုတော့အဲ့ဒါကိုတခါပြန်ပြီးရတယ်ပြန်ပြီးအဲ့လိုလေးရရှိရပါဟောနောက်ဆုံးရပါတော့ waitress ရတဲ့ဆိုင်ကလည်းကောင်းတော့ကောင်းတယ်တော်တော်ကောင်းပါတယ်အဲ့လေပါနေခုနပြောရဲဆိုလို့ချင်းဟိုနေဆိုရင်21ကျော်သွားပြီဆိုတော့စနေသက်မှာနှစ်တက်အဲ့ဆိုဒါက legal ကြောင့်မဟုတ်လို့ပေါ့ legal N9 နဲ့နေက N9 နဲ့လောက်တာပါ N9 နဲ့ဆိုတော့ဟို capture တွေဆိုလို့ရှိရင်တော့အဲ့ထက်နေမှာအေးပေါ့ငါဆိုလို့ရှိရင်လည်းအခုအဲ့လို cap ဂျားထဲမှာအခုဆိုငါအလုပ်တစ်ခုရှိရဒါပေမဲ့အလုပ်တစ်ခုရှိရဒါပေမဲ့လို့ပေါ့တခြား cash job လေးတွေတွေ့လို့ရှိရင်လုပ်တယ် cash job ဆိုလို့ရှိရင်10ပေါင်လို့ပါအဲ့လိုပေါ့အေးပေါ့အဲ့လိုပဲပြောအောင်တကယ်ချင်းနေမှာသိရှိပါ cash job တွေနဲ့လုပ်တယ်လို့သူတို့ကျတော့အဲ့လို N9 လျှောက်တာ N9 အလုပ်ရတယ်ဒါပေမဲ့အလုပ်ကအဆင်မပြေဘူးတချို့ဆိုအလုပ်ရှင်မကောင်းတဲ့သူတွေနဲ့တွေ့ရတယ်လည်းရှိရဆိုတော့အဲ့လိုလူတွေကြဟို cash ကပိုရတော့ cash ကိုသွားတယ်ဒါပေမဲ့ cash job မှာဆိုလို့ရှိရင်21 under ဖြစ်လဲ12ပေါင်ကနေစပြီးမရဘူးဟို cash နဲ့ပေးရဖြစ်တဲ့အတွက်ကြောင့်10ပေါင်ကွာ10ပေါင်9ပေါင်10ပေါင်အဲ့ဒီဝင်းကျင်လောက်ပါတော့တချို့ဆို9ပေါင်လောက်ပဲဟုတ်တယ်တနာယူပေါ့နော်နိုင်လေးလောက်တာတော့ကောင်းတယ်အေးပေါ့ရရင်တော့ကောင်းတယ်ပြီးတော့ဒီခုနပြောတာအလုပ်ရှင်ရဲ့သဘောကောင်းတာတော့ပါတော့အဲ့တော့နင်းကမေးချင်တာနေအခုလုပ်နေတဲ့အဲ့လို environment ရောဘယ်လိုအခြေအနေရှိလဲနင်းရောအဲ့လို supportive ဖြစ်လာဒါမှမဟုတ်လို့ရှိရင်အဲ့လိုအလုပ်ရှင်တွေရောနင်းတခုအမှားလို့ရှိရင်အဲ့လိုမျိုးဘယ်လိုခေါ်မလဲစူတာတွေပါတယ်မျိုးရှိလားပြောခံရတာမျိုးရှိလားပြီးတော့အဲ့လိုဟိုနင်းအလုပ်ရှင်ကပါ British ပဲလား British အဲ့လိုမျိုးနင်းဆိုင်မှာ Asian တွေပါရှိလားအဲ့လိုတရုတ်တွေပါတယ် India နဲ့ရောက်ရှိတယ်တရုတ်တွေမရှိဘူးဟောရေတရုတ်ရှိတယ်အဲ့လိုဘယ်လိုမျိုးရှိလဲအဲ့လို environment နင်းလုပ်ခဲ့အဲ့လို environment ဟာဘယ်လိုမျိုးရှိလဲအလုပ် environment ဘယ်လိုရှိလဲဆိုတော့ကောင်းတယ်လို့ပဲပြောရမယ်ဆိုတော့အဲ့လိုတော်တော်များများကလည်းအဲ့လိုအရန်သဘောကောင်းတယ်ကွာဥပမာငါဆိုလို့ရှိရင်ပထမဆုံးစောက်ဝင်တဲ့တစ်ပတ်မှာစောက်ရမှာတာတနေ့ကို4-5ခုမမနေနိုင်အော်ဒါကောင်းရင်အနည်းဆုံး4-5ခုနဲ့အထက်မှာတယ်ဆိုတော့ဒါပေမဲ့ဘယ်လောက်မှအဲ့လိုမန်နေဂျာအစားသဘောကောင်းတယ်ကွာသိလားစူတာလည်းမရှိဘူးဘာမှအဲ့လိုအပြစ်ပြောရလည်းမရှိဘူး
you can do it ဘာဖြစ်တယ်ညာဖြစ်တယ်အကောင်းဆုံးလုံးနိုင်မှာပါဒါပထမဆုံးစလုပ်တဲ့တစ်ပတ်မလို့သိရမလားအဲ့လိုနောက်ကြလို့ရှိရင်အဲ့လိုကြာလာနဲ့အမြတပြေးပြေးလုံးနိုင်သွားမယ်ဆိုပြီးတော့အဲ့လိုအကုန်လုံးအဲ့လိုဝိုင်းပြီးတော့အားပေးကြတယ်အဲ့လိုအဓိကဟာဒီဘက်နိုင်ငံတွေရဲ့အလုပ်ရှင်တော်တော်များများတော့သဘောကောင်းတာများပဲအဲ့လိုမြန်မာနိုင်ငံမှာဆိုရင်နေသိရတဲ့အတိုင်းပဲလေနည်းနည်းလေးအမှားလုပ်လို့မရနည်းနည်းလေးအမှားလုပ်တာနဲ့မင်းအလုပ်ထွက်တော့ဆိုပြီးတော့တဒါအဲ့ဒါတရုတ်တွေကပို့ဆိုရယ်အေးဟုတ်တယ်အဲ့လိုတချို့တကယ်ကျွန်တော်တို့ငယ်နေဆိုလို့ရှိရင်အဲ့လိုဗျာဟိုတရုတ်အလုပ်ရှင်တွေတွေ့အဲ့လိုသူတို့ဆိုရင်အဲ့လိုပို့ပြီးတော့အမောင်းခံရတယ်ပြီးတော့အဲ့လိုပို့ပြီးတော့အပြောတွေပါတွေခံရတယ်ပြောတယ်တရုတ်တွေကြတော့အဲ့လိုစိစက်မှာအဲ့လိုမျိုးပေါ့နော်စိစက်လုံးမှာပေါ့အဲ့လိုတခုခုအမှားလုပ်တာပါညာသူတို့ကမကြိုက်ဘူးအဲ့လိုမျိုးပေါ့ဆိုတော့အေးပေါ့နင်းအလုပ်မှာအဲ့လိုမြန်မာရွာရှိတာပြီးတော့အဲ့လိုဟာနင်းအလုပ်မှာဆိုရင်အိန္ဒိယ2ယောက်ရှိတယ်အဲ့လိုပြီးတော့တခြားဟိုအလုပ်ရှင်မန်နေဂျာတို့ကတော့ British တွေဟာအဲ့တော့လို့ culture shock လေးရတယ်မလားလို့ဟောမလဲသူတို့ဆိုလိုရဲ့အဓိပ္ပာယ်တစ်မျိုးဟာနင်းနားလည်လိုက်တဲ့အဓိပ္ပာယ်တစ်မျိုးလို့ culture shock တခုခုအဲ့လိုမျိုးလေးတွေဘာလေးညာလေးတွေ culture shock ကကြတော့ culture shock တော့တိတ်မတွေ့ရဘူးအများဆုံးတွေ့ရပါလေဆိုတော့ language barrier language barrier အလုံးမှာတရုတ်ကတရုတ် accent နဲ့ပြောရဲကွာအိန္ဒိယ accent နဲ့ပြော British က British accent နဲ့ပြောရဲဆိုတော့ပထမဆုံးအလုံးစားဝင်တာဖြစ်တဲ့ကြောင့်ဆောင်းရန်တိုင်ပတ်တယ်အဲ့ဒါရငါဆိုလို့ရှိရင်ကွာငါအရင်တော့ Indian accent အောင်ကြောက်ဆုံးပဲသူတို့ဘာပြောလဲငါနားမလဲဆိုတော့အဲ့ဒီမှာကိုယ်တင်ပေးရလူကလည်းအိန္ဒိယဖြစ်နေတော့အရန်တိုင်ပတ်တယ်အဲ့ဒါကြောင့်ပိုပြီးကြာသွားတယ်ပါတယ်ပေါ့ဒီလားအဲ့ဒါကြောင့် तू ကတော့တင်ပြနေတယ်ဒါပေမဲ့ကိုကတချို့ तू တင်ပြတာတချို့ကနားလေလိုက်တဲ့ဟာရှိတယ်တချို့နားမလေလိုက်တဲ့ဟာရှိတယ်ဆိုတော့အဲ့မှာနေပို့ပြီးတော့အလုံးမှာပို့လွဲတာပဲအားရနေစပြီးတော့သူတို့ကငါဆိုလို့ရှိရင်လည်းငါအလုံးမှာဆိုအဲ့လိုအမဲကြီးလည်းရှိอ่ะအမဲကြီးလည်းရှိအဖြူလည်းရှိတယ်ဒါအဖြူတွေကများသောဖြင့်ကောင်းတယ်အဖြူတွေကအဲ့တရုတ်မှငါဆိုလို့ငါနဲ့တူငါ chef ဆိုတာအဲ့လိုတရုတ်မှတယောက်နဲ့အတူတူလောက်ရဆိုသူဆိုလို့ရှိရင်အဲ့လိုအသေးပြောအဲ့လိုဘယ်လိုဟောမလဲ British နဲ့လောက်ရတာအရင် stress မမြောက်ဟာသလားပင်တော့ပင်မနေဟာသလား British နဲ့လောက်ရတာပင်တော့ဟိုသူ့ဘာသူက maybe သူတို့က British တွေကလည်းပြောရင်စိတ်ဆက်မှကြိုက်တယ်အဲ့လိုဒါပေမဲ့သူ့ဘာသူအဆင်ပြေอ่ะသူကနားလည်မှုရှိတယ်သူ့ဘာသူအေးဆေးပဲဟိုအဲ့လိုပေါ့တရုတ်တွေကြတော့သိမလားဟာဟိုလျန်လောတာစိတ်ကောလူရောပင်မနေဟာသလား British တွေလည်းကြတော့လူပဲပင်မနေတာစိတ်ကအလောက်ကြီးမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့နောက်ပြီးအဲ့လိုပေါ့ language barrier ဆိုလို့ရှိရင်လည်းအဲ့လိုပဲပြီးတော့ငါကကြတော့ဘာဖြစ်သွားလဲဆိုတော့နင်းကကြတော့ဟာ9:20ပြည့်ရတယ်။နင်းက9:20ကသူကတက်တမတဲ့တော့ဟာငါကြတော့9:20ပြည့်မြာငါ9:20အပြည့်ရတယ်။ပြည့်ရတယ်ဆိုပေမဲ့ဘယ်လိုခေါ်မလဲ။တစ်ပတ်နဲ့တစ်ပတ်မတူ။ငါဆင်းရတဲ့ shift ကပြီးတော့ငါနဲ့တူတူဒီတွဲပြီးတော့ check ရတဲ့လူကလည်းမတူဘူး။တစ်ပတ်နဲ့တစ်ပတ်အဲ့လိုငါပထမဆုံးတစ်ပတ်မှာငါတရုတ်မှနဲ့တွေ့ရ။အဲ့တရုတ်မှနဲ့အသေးကြီးစစောက်ဆုံးကြီးနေမှာအသေးကြီးငါ့ကိုမောင်းတာ။ငါဆိုအဲ့လိုဘယ်လိုခေါ်မလဲ။အဲ့လိုပထမဆုံးနေ့ကနောက်ပြီးတော့ငါဖြစ်ချင်တော့ငါအဲ့လိုပထမဆုံးနေ့ပြီးတော့ဒုတိယနေ့ငါစနေနေ့မှာဒီနယူကာဆယ်မှာဘောလုံးပွဲပတ်တဲ့နေ့အေးဟုတ်တယ်အသေးပင်ပန်းတာအဲ့လိုအဲ့တနေ့တည်းငါတို့2ယောက်ပေါင်းအဲ့လိုအထုပ်တွေအဲ့လိုဒီကုတ်ဖို့အတွက်အဲ့လိုချက်ဖို့အတွက်ဆိုပြီးတော့အထုပ်ပေါင်းငါတို့420လောက်ထွက်ရတာအဲ့လိုမျိုးဆိုတော့ပြောရင်အဲ့ညဆိုငါတော့အဲ့လိုအိမ်သားရေးသွားငိုချင်းစိတ်တွေလို့အဲ့လိုမျိုးအိမ်ပြန်ချင်းစိတ်တွေဆောင်းဖြစ်တာဟာအဲ့လိုကပဲထွက်ရင်ကောင်းမလားတော့ဆောင်းပင်ပန်းတာအဲ့လိုပေါ့နော်ဆိုတော့အဲ့ဒါပေမဲ့အဲ့နေ့ပြီးအဲ့ဒါပြီးတော့နောက်တစ်ပတ်ကျတော့ငါအဲ့တရုတ်မှမရှိတော့အဲ့လိုတခြား British တင်တွေ့သူတို့နဲ့ကြတော့အဆင်ပြေအဲ့လိုကာချာချော့အနေနဲ့ပြောမယ်ဆိုရင်တော့တရုတ်မှနဲ့ချက်တော့ငါ့ကိုတရုတ်မှကွာအဲ့လိုဆက်တော့ငါလည်းအလုပ်တင်ဆိုတော့သူကငါ့ကိုတင်ပြတယ်ဒီလိုချက်တဲ့အဲ့တော့ငါနောက်တစ်ဖက်ကျတော့လေသူပြတဲ့အတိုင်းပဲငါချက်တာပေါ့ဒါပေမဲ့နောက်တစ်ဖက်ကျတော့ရောက်လာတော့ British တယောက်နဲ့တွေ့ရောပြီးတော့ဟာတဲ့မင်းအဲ့ဒါလုပ်နေရအဲ့လိုမဟုတ်ဘူးတဲ့ဆိုပြီးပြောတာအဲ့လိုမဟုတ်ဘူးလေငါပြမယ်ဒီလိုလုပ်ရမယ်စော်လေးပါရေးထည့်ပြီးတော့ရေးလုပ်ရမယ်ဆိုပြီးပြောတာအဲ့လိုပေါ့ဟိုနောက်နေ့ကျတော့ငါအမဲတယောက်နဲ့ငါလုပ်ရတယ်အမဲတယောက်နဲ့ကျတော့အမဲတယောက်တမျိုးချင်သေးတယ်အမဲကျတော့မင်းနဲ့အဲ့လိုရမဟုတ်သေးဘူးလေနည်းနည်းလေးတဲ့ငါပြမယ်ဆိုပြီးတော့ကြွရင်ပြသွားရအဲ့လိုပေါ့တယောက်တမျိုးဖြစ်နေတာငါပါဆရာများသားသေးနေအဲ့လိုငါတို့လို့ညအဲ့လိုကာချာရှော့ပဲပြောအောင်မလားပေါ့အဲ့လိုတယောက်နဲ့တယောက်ဟာအဲ့လိုဟင်းချက်တယ်ဆိုတာလည်းပြောရင်ပုံစံမျိုးစုံရှိရတယ်ဒါပေမဲ့ပုံစံဟင်းရတော့ဒါဒီဟင်းကဒီဟင်းပဲပါဒါပေမဲ့သူတို့ချက်တဲ့ပုံစံလေးပေါ့တေးဦးမကျတော့အဲ့လိုဟိုအရန်မလုံးနဲ့ပါညာပေါ့အဲ့လို sauce တွေပါတွေကိုနောက်ဆုံးထည့်ပြီးမှနောက်ဆုံးမှထည့်ပါညာတချို့ကျတော့လည်းမဟုတ်ဘူးရင်ထည့်အဲ့လိုမျိုးရှိရဆိုတော့အဲ့မျိုးလေးရှိရတယ်လားအော်ပြီးတော့ဒီမှာနောက်တစ်ခုကအဲ့လို holiday Christmas holiday ပဲဖြစ်ဖြစ်အဲ့လို Easter holiday ပဲဖြစ်ဖြစ်အဲ့လိုရက်တွေမှာပို့လုံးရင်နှက်စားရတယ်ဥပမာကိုကတနာယူ12ပေါင်ရရဆိုလို့ရှိရင်အဲ့ဒီနေ့မှာလုံးရင်24ပေါင်တနာယူ24ပေါင်ရတယ်စနေနေ့24ပေါင်ရတယ်ဆိုတော့အဲ့ဒီနေ့မှာကိုလုံးရင်လည်းလုံးမလုံးရင်လည်းမလုံးနဲ့အဲ့ဒါတော့ကိုကိုပဲမြည်တည်အေးပေါ့ကိုကပတ်စံရှာနေတယ်ဆိုရင်ဆိုတော့ထားပါတော့အဲ့လိုအလုံးမှာဟိုဖြစ်သွားပြီဆိုတော့နေအဲ့လိုအလုံးနဲ့ចောင်းစာနဲ့ငါတို့အခုចောင်းတက်နေရဆိုတော့အဲ့လို
ငါဆိုလို့ရှိရင်ကဘယ်လိုခေါ်မလဲလုံကြီးပဲလုံချင်တော့တယ်ဟာចောင်းစာကိုဘယ်လိုအရင် focus မလုပ်ချင်တော့ဘူးပဲပြောရမလားအဲ့လိုပြီးတော့အဲ့လိုနင်းတော့မသိပါငါဆိုလို့ရှိရင်စောင်းပင်ပန်းနေအလောကပြန်လာဒါပေမဲ့နောက်ပြီးငါဘန်းအကောင့်တွေကိုပတ်စံလေးဝင်လာအဲ့လို feeling လေးရတည်မလားဟိုပင်ပန်းနေရတွေကဟာလိုပင်ပန်းနေရတဲ့လိုလေးတည်တာပေါင်200ကျော်လောက်ဒိန်းဆိုတန်းဝင်လာအဲ့လိုငါတို့အသက်ရွယ်နေရတည်မလားဟိုပေါင်200ဆိုပဲမင်းနေမြန်မာငွေနဲ့ဆိုဘယ်လောက်ရှိမလဲ12သိန်းလောက်12သိန်းဒီ10သိန်းကျော်အဲ့လောက်ရှိရသလားအဲ့လောက်ဆိုဘယ်သူဟိုဖြစ်လဲအဲ့လိုမန်းကျုံနဲ့တရားသလားအဲ့လိုမျိုးဆိုចောင်းစာအဲ့လိုဘယ်လိုလဲနေအဲ့လိုမျိုးဖြစ်လာငါဆိုလို့ရှင်အလုံးမရခင်တော့အကြောင်းသွားတယ်စာလုပ်ရရှင်လုပ်လိုက်တယ်အကြောင်းသွားရှင်သွားလိုက်တယ်အလုံးရတော့အလုံးကြီးပဲလုံးနေတယ်အလုံးကပြန်လာတန်းအိတ်လိုက်တယ်ဘာစာမှလည်းမလုပ်ရတော့ဘူးဘာဆိုဘာမှမလုပ်ရတော့ဒါတော့ဟိုအလုံးရရဲ့အချိန်က assignment တွေပြီးသွားရဲ့အချိန်မလို့ဟာတော်သေးရဲ့ကျောင်းလဲဖွင့်အလုံးလေးလုံးရတယ်မတွေ့ရကြပဲတော့မှာစာဘက်ကိုတော့နည်းနည်းလွတ်သွားမယ်ထင်တယ်အခုတော့တော်တော်လွတ်နေပြီနည်းနည်းမဟုတ်တော်တော်လွတ်နေပြီအေးပေါ့ဒါလည်းလူတယောက်နဲ့တော့ဘာမှမပြောဘူးငါတို့ပြောရင်ငါတို့ကတော့စာလိုက်အရင်လုပ်တဲ့တဲတော့မပါဘူးလေမပါဘူးဆိုတော့မြန်မာတဲ့ဟိုအလိုင်းလုပ်တဲ့တဲမပါတော့အဲ့လောက်ထိပြောရင်ဟာလို့ပတ်စံရတော့တင်မလားပတ်စံနောက်ကိုပဲလိုက်ချင်တာဟုတ်တယ်အဲ့လိုဒါမှပြန်စဉ်းစားကြည့်တော့လို့ပေါ့တခါကျရင်တော့ balance ဖြစ်အောင်တော့နည်းတော့လိုရတော့ပေါ့ဘာလို့ဆိုတော့ငါတို့ကဒီကိုလာတာတောင်းတက်ဖို့လာတာဆိုတော့လေပြောနေရအေးကိုပြန်ပြောတာပြောနေရအဲ့လိုစားတဲ့အလုံးနဲ့ balance ဖြစ်အောင်လုပ်နေလားပြောနေရတကယ်လုပ်ရလားဆိုမလုပ်ဘူးခုဒီမလုပ်ဘူးအေးပါအဲ့ဒါတော့ဟုတ်ပါဆိုင်ရငွေရတော့ငွေနောက်ပဲလိုက်ချင်တခုဘာဖြစ်တာဆိုတော့ငါတို့ဆိုရင်မြန်မာမှာတော့ဆိုရင်ဟာအော်ဒီရအောင်လုပ်မယ်အော်ဒီအော်ဒီမှာအော်ဒီအခုကျတော့အောင်ရင်မဲ့တော့ပါပြီ subscribe နေရပါပြီဒီမရလည်းဒီပါစီအောင်ရင်တော့ပါပဲငါဖေးတာကြည့်နေငါ့ကိုဆဲမလားဒီဗီဒီယိုကြည့်နေအေးပေါ့အဲ့လိုမျိုးလေးတော့ရှိရပေါ့ဒါပေမဲ့အဲ့လိုဘွဲရအောင်တော့စူးစမ်းမှာပေါ့ဒါငါတို့တစ်နှစ်ပဲတက်ရမှာဆိုအဲ့လိုစားလဲအရင်မလွတ်တော့တယ်လောက်တာလေးလောက်ဒါပေမဲ့စားလေးလောက်ပေါ့နော်ဒီကတော့ balance ဖြစ်အောင်နေနိုင်ရပါတယ်အေးပေါ့ဆိုတော့အဲ့လိုအလုံးနဲ့ကြောင်းနေရတော့ဒီလိုပါပဲသူကသူဟိုဖြစ်တော့အဆင်ပြေအောင်တော့နေရပါတယ်အဲ့လိုဘာမှမစခင်တော့ကတော့ကြောက်တယ်လေအလုံးမစခင်လည်းကြောက်တယ်ကြောင်းတက်ရင်လည်းကြောင်းမှာစာရေးလုံးနိုင်ပါမလားအဆင်ပြေပါမလားသူတို့တင်တာတွေကိုနားလေပါမှာဒါပေမဲ့ကျောင်းတကယ်တက်လိုက်တော့ဘာမှဖြစ်အကုန်အဆင်ပြေသွားတာပဲလုပ်ငန်းခွင်နဲ့ရောက်ရင်လည်းအကုန်အဆင်ပြေသွားတာပဲအဲ့လိုအဓိကလုံနေဖို့ပဲလို့အဓိကလုံနေအဓိကအဲ့လိုကိုတခုခုကိုလုံနေဖို့ပဲလို့လေအဲ့လိုဒီကတော့မကြောက်နဲ့နှစ်ခါအဲ့လေအေးပါအေးနော်ငါတို့ပြန်နေပြောပါမယ်ငါလည်းချက်စဉ်းစားမိအဲ့တော့ငါတို့စစောက်ဆုံးချင်းဒီ UK ထွက်လာပြီးကျောင်းတက်တော့မယ်ဆိုတော့ငါလည်းအဲ့လိုစိုးရိမ်တာပဲအဲ့တော့ဟိုရောက်လို့ရှိရင်သူတို့တင်တဲ့စာတွေအဆင်ပြေပါမလားသိမလားနောက်ပြီးဒီမှာငါတို့နင်းတော့မသိပါငါတို့လိုစာတင်အရင်စာတင်နေတယ်မပေါ့ကျောင်းသားပို့ပြီးတော့လောရတာပုံများတယ်အဲ့လိုသူတို့ကဒီလိုပဲပြောပြပါရောအဲ့လိုနောက်ပိုင်းကငါတို့ဆိုအခုဆိုအဲ့လိုတခုခုလို website တွေပိုင်းလုပ်မယ်ဆိုလို့ရှိရင်လည်းဘာမှ trade to ဘာမှမတင်ပြီးတော့သူတို့ logic ကိုပြောပြသွားတယ်ရှင်းပြသွားတယ်မင်းဒါကိုထပ်သိရင်မင်းမမေးစက်ဖတ်ဆိုပြီးတော့အဲ့လိုထားမျိုးနဲ့သွားတာဒီ business လေအဲ့လိုပဲအဲ့လိုဒီနေ့ပါတင်နေဆိုပြီးအဲ့လိုအပေါ်ရန်လေးပြောသွားပြီးရင်ကိုကကိုရှာဖတ်ခဲ့ဆိုပြီးတော့အဲ့လိုပဲအေးဘောကတော့အဲ့လိုပါပဲအဲ့တော့ဒီမှာကတော့ပြောရရင်အကြောင်းကဟိုဘယ်လိုခေါ်မလဲအရင်ဟိုအေးပေါ့ကိုလုံးမှာကိုရမှာဗျာတဲ့လားအဲ့လိုထားမျိုးသွားတယ်အကယ်လို့ကိုကအလုပ်ကြီးပဲဖိလုပ်ပြီးတော့နေလို့ရှိရင်လည်းအဲ့လိုအကြောင်းဘက်ကိုလွတ်သွားနိုင်တယ်ဘာလို့ဆိုတော့ကျောင်းကအဲ့လိုကြီးပြရတယ်လားကျွန်တော်တို့မြန်မာလိုမဟုတ်ဘူးဆရာတွေကလိုက်ပြီးထောက်ထောက်ပြီးတော့နင်ကျောင်းတက်မှရမယ်ဆိုပြီးတော့အဲ့လိုမျိုးလိုက်ပြောနေမှာမဟုတ်ဗျာတယောက်ချင်းဒီဘူးမှလိုက်ပြီးတော့ကျောင်းထဲမှာလည်းအတန်းသားသူတို့ဘယ်နှယောက်ရှိလို့ရှိမှလည်းသူသိမှာမဟုတ်ဘူးအဲ့လိုမျိုးဆိုကျောင်းထဲမှာဖုန်းသုံးလဲအေးဆေးပဲအဲ့လိုစာသင်ခန်းနဲ့မြောင်နေလောက်မှနေရမှာဖုန်းသုံးနေလို့ဆိုပြီးတော့လည်းဘာမှလာမပြောပါဘာမှလာဆိုသွားလို့လည်းမရှိဘူးကျောင်းထဲမှာအိတ်နေလားအိတ်နေရတယ်ငါတို့ကိုကျောင်းတက်တုန်းကဆိုလို့ရှိရင်ဒုတိယအပတ်လောက်ပါတင်အဲ့တော့နောက်ဆုံးတန်းမှာကွာတယောက် resist ရဟုတ်ဘူးနော်အဲ့လိုတယောက်အိတ်နေရတော့သူဟုတ်တယ်အကျယ်ကြီးပဲကွာဒီကငါတို့ရှေ့ဆုံးတန်းနေတော့ကြားရတယ်ဆရာမသူနားကိုသွားတယ်သွားရသူဒီအိုင်ကြည့်နေအဲ့ဒါသူလို့မလားအရှိပြန်လာတော့သူစာပဲဆက်တင်နေလိုက်တော့သူကတော့အိတ်နေသေးပဲဆိုတော့ဘာမှပြောမှာမဟုတ်ဘူး
ပြီးတော့တခုရှိတာငါတို့ကအကြောင်းကလည်းတစ်ပတ်မှ3ရက်ဆိုတော့အဲ့လိုအမြဲတမ်းသွားရတာမဟုတ်တော့သိရမလားလူကအဲ့လိုကြောင်းနဲ့လှမ်းဝေးသွားလို့ခံစားရတယ်တဲ့လို့ဟုတ်ဆိုတော့3ရက်သွားတယ်ဟာအဲ့လိုကျွန်တော်ငါတို့ဆိုနယူးကဆယ်မှာနေတာဆန်နာလန်နေငါတို့ကသွားပြီးတော့ဟိုရောက်တော့လေဟုတ်လားဆိုလည်းမဟုတ်ဘယ်လိုပြောရမလဲအဲ့လိုလုံးဝစာအုပ်ပြပြတင်လာဆိုတော့လေအဲ့လိုတင်နေတာမဟုတ်ပါအဲ့တော့ပြောရရင်လူကတဖြည်းဖြည်းနဲ့ကြာလာတော့ကျောင်းစာနေကနည်းနည်းလမ်းဝေးခြင်းတို့ဖြစ်လာဟာတလားအဲ့လိုငါတို့ကသွားလိုက်တယ်ဒီကနေငါတို့ဆိုရထားစီအသွားပြန်တော့ဆို2နာရီလောက်ကြာတာပဲဟာအနည်းဆုံးဒီမှာရထားဆောင်တာပါညာနဲ့ဆို2လောက်ကြာတာပဲဆိုတနေ့ကိုအဲ့လိုပြန်တွဲကြည့်လိုက်လို့အဲ့လိုရထားစီတာပါညာနဲ့2နာရီလောက်ကပုတ်အချိန်ပုတ်သွားလို့ခံစားရတယ်ဟာတလားဟိုသွားလိုက်တယ်သွားပြီးတော့ဘာမှမဟုတ်ဘူးနောက်ပြီးပြန်လာတယ်နောက်ပြီးနောက်နေ့ကျရင်မှအလုပ်တွေပါသွားအဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုတော့ပြောရင်အဲ့လိုဂျားထဲမှာတော့ကိုကတတိချာလေးចောင်းစာကိုတော့အဲ့လိုဘယ်လိုခေါ်မလဲ balance ဖြစ်အောင်တတိချာကိုလုံနိုင်မှတော်အားကြမပြောလို့ရရင်ဟိုနှုတ်ဆိုရင်လွတ်သွားမှာအဲ့လိုမျိုးတော့ရှိရဒီမှာတော့အဲ့လိုမျိုးပြီးတော့ငါတို့ဒီမှာနေတာလဲအဲ့လိုအလုပ်ပုံလုပ်လို့ကောင်းတဲ့နေရာယူလိုက်တာအေးဟုတ်တယ်အဲ့လိုဆန္ဒလမ်းမှာနေရင်တော့တမျိုးဖြစ်မှာတလားဆန္ဒလမ်းမှာကျတော့သူကចောင်းနဲ့နေတာ哦ညနေနေတော့တမျိုးဖြစ်နေမယ်အဲဒီဘက်မှာကျတော့ကျွန်တော်တို့ကကျတော့ပြောရရင်ចောင်းထက်ကျွန်တော်တို့အလုပ်ကပိုနီးရယ်အဲ့တော့အလုပ်ကိုပိုသွားခြင်းအလုပ်ကိုဦးစားပေးပြီးနေလိုက်တာဟုတ်တယ်အဲ့ဒါကြောင့်အဲ့လိုပြီးတော့အဲ့လိုဒီကိုလာမယ်ဆိုလို့ရှိရင်လေအဲ့လိုအလုပ်ပေါ်တဲ့စီမှာပဲယူပြီးနေတော့အကျန်အေးပေါ့ကျောင်းကွာသွားရင်တစ်ပတ်မှာ2ရက်3ရက်လောက်သွားဆို3ရက်သွားရတယ်ငါဆိုလို့ရှိရင်2ရက်တည်းသွားရတယ်တစ်ရက် online အေးတစ်ရက်က online ဆို2ရက်တည်းသွားရတယ်အဲ့တော့အလုပ်ကိုလုပ်လို့ကောင်းတဲ့နေရာရွေးလိုက်တာကြောင့်လေအဲ့ကြောင့်ပဲညူကဆယ်မှာနေပြပါအေးပေါ့ညူကဆယ်မှာနေလိုက်တာအဲ့လိုအလုပ်ကိုပို့ပြီးတော့ဘာဖြစ်သွားတာပေါ့ဟုတ်တယ်ကျို့ငါတို့ဆန္ဒလမ်းမှာနေတဲ့တငယ်ချင်းတွေလည်းရှိတယ်လေဆန္ဒလမ်းမှာအလုပ်ရလားမရဘူးဟုတ်တယ်အဲ့တို့တွေဆန္ဒလမ်းမှာလုပ်တဲ့လူတယောက်မှမရှိဘူးနော်ဟိုငါတို့တီးတဲ့တဲမှာမရှိတာဟာတဲ့တချို့လူတွေတော့တချို့ရတယ်ဟာတဲ့လားတချို့ကိုတွေဆိုရင်တော့စနီယာထဲမှာကြားရတာဆိုသူတို့အိမ်သားလေးတွေပဲလို့ဆန္ဒလမ်းမှာနေပြီးတော့လို့2ခုလောက်ရသွားတယ်လူရှိတယ်အလုံး2ခုလောက်ပဲဘယ်လုံးနေလူရှိတယ်အေးပေါ့ဒါလည်းတယောက်နဲ့တယောက်မတူဘူးပေါ့နော်အဲ့လိုကျွန်တော်အဲ့လို UK မှာအလုပ်ပေါ်လာလို့အလုပ်ဟိုဟာဖြစ်လာလို့မြင်တော့ကျွန်တော်ဘက်ကအဖြစ်ရတော့လို့ပေါ့နော်ခုနကကျွန်တော်ပြောသလိုပဲဟိုတယောက်နဲ့တယောက်မတူဘူးပေါ့တယောက်နဲ့တယောက်ကန်ရင်းနဲ့မတူဘူးသိမလားကိုဘာဖြစ်မှန်းလည်းမသိဘူးဗျာအဓိကဒီကိုရောက်လာဖို့ဒီကိုရောက်လာပြီးတော့လို့ဒီဇိုင်းမတ်လုပ်နေဖို့ဗျာတလားကျွန်တော်တို့ဆိုလို့ပြောရရင်ကျွန်တော်ဆိုလို့ရှိရင်လည်းအလုပ်ရရတာပြောတာဗျာအဲ့လိုဘယ်လိုခေါ်မလဲအလုပ်ပေါင်း80လောက်မှာ80တော့ကျွန်တော်အဲ့ဒါတော့မှ English မှာပဲเนาะတခြား website တွေရှိသေးတယ်အဲ့လိုထားပါတော့80လောက်မှာအဲ့လိုကျွန်တော်မေးလေးကြည့်ပြီးတော့မေးရနေပြီးတော့ interview အောင်နေဆိုတော့မောဒီဇိုင်းပဲဆိုပြီးတော့အဲ့ဆိုင်အကြောင်းလိုက်ဖတ်ဟုတ်ဆို interview ခေါ်ရနေရဆိုငါအဲ့ဆိုင်အကြောင်းလိုက်ဖတ်ပြီးတော့အဲ့လိုဒီဇိုင်းကဘာတွေလောက်တာဘာမီနူးတွေရတယ်သိမလားအဲ့လိုမျိုးတွေလိုက်ဖတ်ပြီးတော့မှ interview သွားဖြစ်ဆိုင် location အောင်တော့မသိပါအဲ့လိုအဲ့ location ကိုပြောရင်ဆိုင်ကိုဘယ်လိုသွားရမလဲဆိုတာတော့မှ interview ရပြီးတော့မှငါ website လောက်တာသိလားအဲ့လိုဟိုအဲ့တော့ငါအဲ့နေ့ကဆို interview မှာဆိုလို့ရှိရင်တခါတည်းတန်းချခိုင်းနေတာဟောတော်အရှိရပြရတယ်တခါတည်းတန်းချခိုင်းပြီးတော့ဟိုဗာလေသူတို့ရဲ့အဲ့ဆောင်းပေါ့ငါကျတော့မသွားခင်မှာ research လေးလုပ်ရတာဟုတ်အမှကိုင်ဆန်ဆိုပြီးတော့ကိုင်ဆန်တော့သူတို့ရဲ့ဒီကအဲ့လိုဆိုင်ရဲ့ main ဟိုပါပေါ့ဆောင်းပုတ်ပေါ့အဲ့လိုဆောင်းပုတ်ကအဲ့အကြောင်းငါတေချာလေး pause မှာငါရှာဖတ်ပြီးတော့ interview မှာငါပြောပြလိုက်တော့လို့အဲ့တခုပဲမေးပါတယ်တခြားဘာမှမမေးဘဲနဲ့မအောင်ရပါဘူးတချို့ interview တွေဆိုလဲအများကြီးမေးရတယ်ရှိတယ်ဘာလို့ဒီလောက်ကိုရှောက်တာလဲလို့ဒီအလုပ်မှာမင်းရလို့ရှိရင်ဒီအလုပ်ကိုမင်းဘာတွေယူလာနိုင်မယ်ထင်လဲလို့ဘာညာအများကြီးပဲဒါပေမဲ့တချို့အလုပ်ရတော့လေမင်းဒီကိုဘာလို့ရှောက်တာအဲ့ဒါပြီးတော့ပြီးသွားနောက်ပြီးအဲ့လိုနေအဲ့လိုအခုနေ legal job ရှိရlegal job ရှိရပြီးတော့အဲ့လိုနောက်ပိုင်းဒီ illegal ပေါ့ငါဆိုလို့ရှိရင်အခု legal လည်းရှိရ illegal လည်းလုပ်နေဆိုတော့အဲ့လိုနောက်ပိုင်း illegal လုပ်ဖို့ရောဘယ်လိုလဲ illegal လုပ်ဖို့ plan ရောရှိလားပြီးတော့အခုဆိုရင်ငါတို့ holiday ဆိုရင်ငါတို့ဟို full time လုပ်လို့ရတယ်လေငါတို့ကျောင်းသား visa တွေမှာကျွန်တော်တို့ကအဲ့လိုကျောင်းဖွင့်နေတဲ့ရက်တွေဆိုလို့ရှိရင်9:20ပဲလုပ်လို့ရတယ်ဟိုကျောင်းပိတ်နေတဲ့ရက်တွေအဲ့လို holiday တွေဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ full time လုပ်လို့ရတယ်အဲ့တော့နေလောက်ကအခုနေကို full time ပေးလားငါအလုပ်ကိုငါအဲ့လို holiday ဆိုပြီးပြောထားရဒါပေမဲ့အခုဒီသူစီဘက်ကဘာမှ reply မလာသေးဘူးငါကျောင်းပြန်ဖွင့်တော့မယ်နောက်တစ်ပတ်ဆိုငါကျောင်းပြန်ဖွင့်တော့မယ်ဒါပေမဲ့သူစီက full time လုပ်ရမယ်ဘာညာဆိုပြီးတော့ reply မလာသေးဘူးနေဆိုတော့အဲ့လိုအလုပ်ရှင်ကိုပြထားလားနေ holiday အကြောင်းငါက holiday ပြောထားလားဆိုတော့ငါတို့ holiday စတာ April 9 ရက်နေ့ကစတယ်ဒါပေမဲ့အဲ့ဒီတစ်ပတ်လုံးကငါပြောဖို့မိနေအဲ့ဒါနဲ့မနေ့တနေ့လောက်ကမှပြောလိုက်တာဒါပေမဲ့မကြခင်ငါတို့ကျောင်းပြန်ဖွင့်တော့မယ်ဆိုတော့ဟုတ်ပြီ full time တော့ရရမှာမထင်ဘူးပြီးတော့ငါအနေနဲ့အရှိရှောက်မှာလို့
illegal လုပ်ဖို့ရှိတာဆိုတော့ဒါကတော့အချိန်ဒီပေါ်မူတည်ဒါပေမဲ့အခုလောလောဆယ်ကတော့မလုပ်ချင်သေးဘူးဘာလို့ဆိုတော့ငါရဲ့အလုပ်က9:20လေးအပြည့်ရတယ်9ရက်လောက်อ่ะ9ရက်လုံးတစ်နေ့ကို4နာရီလောက်ရတယ်ဆိုတော့ပြန်ရောက်တာနဲ့အရင်ပြင်ပန်းတယ်ဟိုအလုံးမသွားခင်တော့မှအလုပ်သွားရမယ်ဆိုစိတ်နဲ့ပြင်ပန်းတယ်ဆိုတော့အလုပ်လုပ်တယ်ပြင်ပန်းတယ်လောက်ကပြန်ရတယ်ပြင်ပန်းတယ်ဆိုတော့ဟုတ်ပြီးတော့နေခုကလို့အလုပ်လုပ်နေရဆိုတော့လို့နင်းကိုနေဆက်ရုပ်တရုပ်လို့ဒီမှာနေရတာလို့ဆက်ရုပ်တရုပ်လို့ခံစားရလားငါဆိုလို့ရှိရင်ပြောရင်ဒီနေ့အခုမနေ့အိမ်ရနိုးလာအလုပ်သွားတယ်3 နာရီလောက်ညနေ3 နာရီလောက်ပြန်ရောက်တယ်ခဏနာစားတောက်တယ်စားတော့ပြီးတော့နည်းနည်းပါခဏစားလေးပါလေးလုပ်နည်းနည်းပါခွာလေးတရားလေးလုပ်ဟာလုပ်ပြီးည9 နာရီလောက်ပြန်အိတ်တယ်ဘာလို့ဆိုတော့မနေ့ကျရင်ငါအစောကြီးထားရမှာလေအစောကြီးထားမှာဆိုတော့ငါည9 နာရီလောက်တည်းအိတ်ထားမှာမနေ့ငါ4 နာရီခွဲလောက်ထားလို့ရမှာဟုတ်အဲ့တော့အဲ့လိုမျိုးနောက်နေ့ကျတော့လည်းမလုံးပွင့်အလုပ်ပြန်သွားအဲ့လိုဟာလူတယောက်ကအဲ့လိုငါရဲ့ cycle ကြီးကဓာကြီးပဲဖြစ် rapping ဖြစ်နေတာအဲ့လိုအဲ့လိုစိတ်ရုပ်တရုပ်လို့ခံစားလာရတယ်လားအဲ့လိုမျိုးနေရောလို့အဲ့လိုဖြစ်လာအဲ့လိုလို့ဟုတ်လားဆိုတော့အမပြောပြရမယ်ငါတို့အိတ်တယ်ငါဆိုလို့ရှိရင်ညအိတ်တယ်အိတ်ပြီးမိုးလင်းတယ်9 နာရီတောင်မလဲဆိုတာနဲ့ညနေ9 နာရီတောင်မလဲဆိုတာနဲ့အလုပ်သွားတယ်ပြီးရင်အလုပ်ထဲမှာကျတော့အဲ့လိုဟိုပြောပြရမယ်အဲ့လိုအချောင်းခိုးလို့မရဘူးကွာဒီလားဒီလုံးဝရေးတာကိုလို့မရဘူးလို့ရက်ပြီးစကားပြောနေလို့လည်းမရဘူးတခုမဟုတ်တခုလုံးနေမှာပါအလုံးမရှိရင်တော့မှလုံးစရာကြံဖန်ပြီးတော့လုပ်နေမှာဟိုတနေ့ကဆိုလို့ရှိရင်ငါတရက်ဘာဝင်ရတယ်လေဘာဝင်ရတာဘာထဲမှာလုံးစရာဘာမှမရှိရောမန်နေဂျာလာတယ်ဖန်ခွက်တီနော်စေးပြီးသားဖန်ခွက်တီအဲ့ဒါတွေကိုပြန်စေးခိုင်းတယ်ပြန်စေးပြီးတော့ပြန်တုပ်ခိုင်းတယ်ဘာဖြစ်လို့လဲလို့မေးကြည့်ရော CCTV တွေ့လားတဲ့တွေ့ရလို့သူတို့ကအိမ်ကနေအဲ့ CCTV ကိုဓာတ်လျှောက်ကြည့်နေရတဲ့နင်အလုံးမလုပ်ဘဲနဲ့မတ်တက်ရက်နေရပဲဖြစ်အဲ့လိုနည်းနည်းလေးရောင်နေရတွေ့လို့ရှိရင်သူတို့ကနင့်ချင်းအိမ်ပြန်လှည့်လိမ့်မယ်အဲ့ကြောင့်ငါတို့တခုမဟုတ်ထူခိုင်းနေရတာဆိုပြန်ခါမှာဖန်တော့ဒီအကုန်လုံးပြန်ဆေးရပြန်တိုက်တယ်အဲ့လိုအလုံးမရှိကြံဖန်ပြီးတော့အလုံးရှာလို့ပါကွာပြီးရင်အဲ့လို waitress တုံးကလည်းအဲ့လို order ကောက်တယ်ဟင်းပွဲတွေသွားထည့်တယ်အဲ့လိုစားပြီးတော့ဝါဟိုင်လိုက်သိမ်းတယ်အဲ့ဒါနေတယ်မယ်လေပတ်နေရပါတိလားအဲ့လိုလမ်းလျှောက်ရင်လည်းနည်းနည်းလေးလျှောက်လို့မရဘူးလမ်းလျှောက်တာလည်းအရန်မြန်တယ်ကွာတိလားဒီကလူတွေအကုန်လုံးလို့အလုပ်ခွင်ထဲမှာဆိုလည်းလမ်းလျှောက်ရင်အရန်မြန်တာနည်းနည်းလေးရောက်ရက်ပြီးတော့လို့စကားပြောချိန်လည်းမရှိဘူးသူတို့မှာပြီးတော့နေခုနအဲ့ waitress ကနေပြီးတော့အဲ့ဘားကောင်းတာကိုနေဘလို့ရောက်သွားနေကိုအလုပ်ချင်းကနေပြီးတော့နေကိုအဲ့လိုယာတို့တိုးပေးလိုက်တဲ့သဘောမျိုးလားဘလို့မျိုးလဲအဲ့လိုနေတိတ်မကြသေးဘူးလားနေဘားကောင်းတာကိုတတ်တာဟုတ်တယ်ဘလို့ဖြစ်သွားတာနေအဲ့ဒါလေးပြောဘာလို့တက်တာ3ရက်ပဲရှိတယ်ဘလို့ငါအစား waitress ကနေပြီးတော့တရက်ကြတော့ဘာတယောက်ကအဲ့လိုဘာမှဘာတကောင်တော့ထိုင်နေ2ယောက်ရှိ2ယောက်မှာတယောက်ကမလာဘူးဘာလို့မလာလဲဆိုတော့ဖုန်းဆက်လို့လည်းမရဘူးဆိုတော့လုံးဝဆက်သွယ်လို့လည်းမရအဲ့နဲ့ငါ့ကိုဘားတွေကိုပို့လိုက်ရောလူတွေအများကြီးရှိတယ်ကွာဒါပေမဲ့ငါ့ကိုဘာလို့ဘားကိုပို့လိုက်လဲငါလည်းမသိဘူးအဲ့နဲ့ဘားကိုရောက်သွားတယ်ဆိုတော့အဲ့ရနေပြီးတော့စပြီးလှုပ်တာ4ရက်ရှိပြီဘားကိုရောက်နေ4ရက်ရှိပြီဟေးနေဆိုရင်တော့ပါသေးရဲ့နေတနေ့မှနေကbalance ဖြစ်တယ်ပြောလို့ရတယ်နေကဘာလို့ဆိုတော့ငါအလုပ်ချိန်9:20တစ်ပတ်9:20ပြည့်ရတယ်ဆိုမှငါတို့လိုမျိုးလို့3ရက်တည်းလောက်ရတာမဟုတ်ဘူးလေသိလားငါတို့ဆို3ရက်ကတရက်ကို8နာရီ9နာရီလောက်ရတာနေကျတော့4နာရီလောက်တယ်လေတော့4ဒါပေမဲ့တစ်ခုရှိတာတော့နေကကျတော့ရက်တော့ရှည်သွားတာပေါ့ဒီမှာနေကတနေ့ကို4နာရီတနေ့ကို4နာရီဒါပေမဲ့နေ9ရက်လောက်ကအဲ့တော့ဆိုတော့နေအများနဲ့9ရက်လောက်ပြီးတော့နေငါခုမှတည်ထားမိတယ်နေဘတ်စကားနဲ့သွားတယ်ဆိုရင်အသွားပြန်ဆို2ပေါင်လောက်ကုန်ပါတော့2ပေါင်နေတစ်ပတ်ဆိုရင်တစ်ပတ်ဆိုရင်နေသွားရင်10ပေါင်လောက်ကုန်ပါနော်ဒါပေမဲ့သူကကားတော့ကာမိပါတယ်သူနေအဲ့10ပေါင်လောက်ကတော့နေတစ်ပြရတာလောက်ပဲရှိရပါအေးပေါ့အဲ့လိုမျိုးပြောလို့ရပါငါဆိုလို့ရင်ငါတို့ကြတော့လို့300ဆိုပေမဲ့လို့တရက်ကိုအတင်မှာ8နာရီ shift တို့9နာရီ shift တို့ဆင်းရတာအော်ပြီးတော့တစ်ခုရှိသေးတယ်နင်းအလုပ်ကကျွေးတာအဲ့လိုအေးအလုပ်ကတော့ကျွေးတယ်အေးဟာကောင်းတော်များများကျွေးရအဲ့လို staff me ဆိုပြီးတော့အများကြီးပဲအဲ့လို staff me ဆိုပြီးတော့အဲ့လိုခွဲ staff me နဲ့လို့ customer စားရဟာနဲ့ခွဲတာမရှိပါသေးဘူး customer စားရဟာကို staff me စားလို့ရတယ်အေးဟိုဘယ်လိုပြောလဲတပွဲပေါ့ဟုတ်တယ်နေမှာကြိုက်တဲ့ဟာတစ်ခုကိုစားတပွဲစားလို့ရမယ်နေ shift တစ်ခုမှတပွဲစားလို့ရမယ်ဟုတ်တယ် shift တစ်ခုမှတပွဲစားလို့ရတယ်အေးတူတူပဲငါတို့လည်းအဲ့လိုပဲငါတို့ထမင်းမြန်မာလိုဆိုရင်တော့ထမင်းကျွေးရအလောက်ကထမင်းကျွေးရအေးအဲ့လိုဟိုတစ်ခုကအဲ့လိုcustomer ပွဲကျွန်တော်ဆိုကျွန်တော် chef ဆိုတော့ကျွန်တော်ကိုစားကျင်တာကိုကျွန်တော်ကြောက်ကိုပေါ့ချက်ရတာကျွန်တော်ကြောက်လို့မင်းပါစားကျင်တယ်ဒီနေ့ပါစားကျင်တယ်ဆိုရင်ငါဒါစားကျင်တယ်ဆိုလို့ရှိရင်ကိုပေါ့ချက်ရတာပေါ့နော်တခါကျရင်တော့သူတို့ပြောကြအောင်မလို့သူတို့က
မင်း break time တွားနာတော့ဆိုရင်ကိုယ့်ဘောက်ချက်ပြီးကိုယ့်ဘောက်ယူသွားလို့ရတယ်အေးလေးပါလေကျွန်တော်တို့ဒီမှာဆိုတော့အဲ့လိုအေးလေးပါလေတောက်လို့ရတယ်ဒါဒီတိုင်းပဲ free အဲ့လိုမင်းနဲ့ကိုလိုက်ပါတောက်ချင်နေယူတောက်တဲ့အဲ့လိုပေါ့အဲ့လိုမျိုးတော့ပေးထားတယ်တောက်လို့ရတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုတွေတော့လောက်ပဲပေါ့နော်ကျွန်တော်ဒီဗီဒီယိုထဲမှာတော့အဲ့လိုကျွန်တော်တို့အခုကြုံတွေ့နေရတဲ့အလုပ်မှာပေါ့နော်ဘယ်လိုမျိုး handle လုပ်လဲအဲ့လိုမျိုးပေါ့အဲ့ဒါမျိုးလေးပေါ့ဟိုအဓိကထားပြီးပြောပါပေါ့နော်ကျွန်တော်လည်း Messenger မှာလာမေးကြလို့ပေါ့အဲ့လိုမျိုးအလုပ်နဲ့ UK မှာလုပ်ရှာတာလွယ်လားတို့ပါတော့ပေါ့အဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဓိကပြောပါအောင်ဆိုတော့ ဒီကတော့လာခြင်းလာလိုက်ဘာမှကြောက်နေဒီရောက်ရင်အားလုံးအဆင်ပြေပါလိမ့်မယ် လာခြင်းလာလိုက်သူ့ဘာသူတစ်ခုမှတစ်ခုအဆင်ပြေပါလိမ့်မယ်တကယ်လို့ကျွန်တော်တို့ဒီဘက်ဟို Newcastle ဘက်ဒါမှမဟုတ် Sunderland ဘက်ပေါ့နော်လာခြင်းဆိုတော့ကျွန်တော်တို့ဆက်သွယ်လို့ရတယ်ပေါ့နော်ကျွန်တော်အတက်နိုင်ဆုံးကူညီပေးမယ်ကျွန်တော်တို့ဒီမှာအများကြီးရှိရဗျာကျွန်တော်တို့ဒီမှာကျွန်တော်တငယ်ချင်းတွေလည်းရှိရဗျာအဲ့လိုသူ့ဘာသူမြန်မာတွေရှိရဗျာအဆင်ပြေလုံးလီဖြစ်ဖို့တော့ဟောဖြစ်ပေါ့နော်လုံးလီတော့မဖြစ်ဘူးပေါ့လုံးဝမဖြစ်ဘူးဗျာဒီအဲ့ပဲတော့ဒီမှာဟိုအရန်သွားလုံးလို့တော့မနေတာဟုတ်ပါအမြဲတမ်းအပြင်နေပါသွားတာတွေပါတော့ရှိရပေါ့နော်ဒီဘက်လာရင်တော့ကျွန်တော်ဆက်သွယ်ရပါတယ်ပြောရင်တော့ဆက်သွယ်လိုက်ပါဆိုဒီနေ့ကတော့လောက်ပါတဒါ